TikTok မှာရန်ကို viral ဖြစ်နေတဲ့ဒီ fruit cake လေးစားပြမှာဖြစ်ပါတယ်။ Hello အားလုံးပဲမင်္ဂလာပါထားပါဒီ fruit cake လေးကလေတိလာလုံးဝ US မှာလည်းအရန်နာမည်ကြီးနေလို့ထားတွားပြီးတော့ try ကြည့်ပါတယ်ရတာလေဘယ်လိုမျိုးလဲဆိုတော့အပေါ်ပိုင်းလေးကကျွတ်ပြီးတော့လေအတွင်းထဲကနူးနူးအီရတာလေးပေါ့နော် ice cream တဘောမျိုးအရတာလေးလည်းရပါတယ်အရန်စားကောင်းတယ်နောက်တစ်ခုထား try တဲ့ဟာလေးကတော့ cake ပုံစံလေးပေါ့နော်သူကအောက်ပိုင်းကဘယ်လိုပြောမလဲသူအလွှာလေးတွေအများကြီးရှိတယ်အောက်ဆုံးပိုင်းကတော့ဒီထားလို့စားနေကြဆန်မုတ်ကျွတ်လိုပုံစံမျိုးအရတာလေးရတယ်အထဲထဲကတော့လုံးဝသူကအရတာ၃မျိုးပေးတယ်ပေါ့နော်ချိုချိုစိမ့်စိမ့်အီပုံစံမျိုးလေးတွေပေါ့နော်အရန်စားလို့ကောင်းတယ်နောက်ပြီးတော့ထားမာချာတောက်ခဲ့တယ်မာချာကတော့ထားရန်ကြိုက်တဲ့ထဲမှာမပါဘူးပေါ့နော်သူကတော့သူ့ကိုတော့8 out of 10လို့ပေးပါတယ်ထားကောင်လေးမာထားတဲ့ဟာကတော့ blue coconut drink ဆိုပြီးတော့အဲ့ဒါလေးကပို့ပြီးတော့မှတောက်လို့ကောင်းနေရပေါ့နော်သူက coconut ကိုမှလုံးဝ lemon လေးထည့်ထားတဲ့အရတာမျိုးပေါ့နော်တော်တော်လေးတောက်လို့ကောင်းတဲ့ထဲမှာပါတယ်အရင်မအီဘူးပေါ့နော်သူ့ရဲ့ဆိုင်ရလေးဘလောက်တောင်လို့များလဲဆိုတော့ထားလို့15မိနစ်လောက်တောင်တန်းစီပြီးတော့စောင့်ခဲ့ရပါတယ်လူနယူးယောက်ကိုရောက်ဖြစ်လို့ရှိရင်လည်းဒီဆိုင်လေးကိုထား recommend ပေးပါတယ်နောက်ထပ်ထားကို try ချင်တဲ့အစားအသောက်လေးရှိရင်လည်း comment မှာမှန်းခဲ့ပေးပါအောင်ထားတွားပြီးတော့ try ကြည့်ပါမယ် see you in the next video bye